ဒါကြောင့်လောကကရှေးလူကြီးတူမတွေကပြောတာပေါ့တစ်ပင်အောက်နေရင်သာတစ်ကိုင်းပြီးသေးတာပါတဲ့လူအောင်နေလို့လူပြီးမသေးပါဘူးတဲ့ဗျဟောစကားလုံးမကောင်းဘူးလားတစ်ပင်အောက်နေရင်သာလူအောင်နေရင်လူပြီးမသေးဘူးဦးဇင်းတို့ဗမာပြည်ကတော်ကောင်းများတယောက်နဲ့တယောက်ကမေးချိန်နေတာသူကနည်းနည်းများသာလိုက်လို့ခတ်လိုက်လို့ရှိရင်ကိုကများခတ်လိုက်ရမှာပြိုင်နေတာပြောတာပါမှန်ရလားဣဒ္ဓနလံသိခာယေတံဟရယေဇလံသီရတိနေဝဝိန္ဒံဒီပါမောဇံတံဗုဒ္ဓတိဟိတေဝိတံတဲ့ဣဒ္ဓတရားကြီးဆိုတယ်ဆရာလေးများကျေးဇူးတင်တယ်ဆရာလေးများဣဒ္ဓတရားမထားရဘူးယဟန်လေယဟန်ချင်းပဲဆရာလေးတွေလည်းဆရာလေးချင်းပဲလူလည်းပဲလူချင်းပဲသူများချမ်းသာရင်ဝမ်းသာတတ်တဲ့စိတ်ကလေးဖြစ်ဖို့အရေးမကြီးဘူးလားရည်ကြည့်တယ်ဆရာလေးများပထမငယ်တဲ့အောင်တဲ့ပုဂ္ဂိုလ်ကသူ့ငယ်တဲ့အောင်သွားတာသူ့အရည်ချင်းရှိလို့ဘလို့ပဲအောင်သွားတယ်သူ့ကိုအဲ့ဒါကြောင့်တို့တရားဓမ္မတွေကပူဇော်တယ်မအောင်လဲသူမပူဇော်တာကိုမအောင်လဲသူကလိုက်ပြီးတော့ပြိုင်နေလို့တုနေလို့အိတ်တာကြီးစိုးနေလို့ဖြစ်ပါမလားမှန်ရလားကရုံးရိတ်တဲ့အပတ်လေးနဲ့မြန်ကြလို့ပြောင်းနဲ့ဆိုတော့လူဓမ္မတွေကကြီးညိုလို့ဆန်လေးတပြီလောင်းလိုက်တယ်ကရုံးမရိတ်တဲ့တီလာရှင်ဆန်တစွန်းလောင်းရဲ့ဟိုတစွန်းလောင်းတဲ့တီလာရှင်ကတပြီရတဲ့ဆရာလေးကိုလိုက်ပြီးတော့အိတ်တာဖြစ်လို့ရပါမလားမဖြစ်ကောင်းတာကိုပြောပြတာမှန်ရလားလွန်ဦးဇင်းတို့ရဲ့လောကလူတွေလည်းပဲထို့သူပဲသာသနာလည်းထို့သူပဲရန်ချင်းလူချင်းသီလချင်းဘရုနေတော်ကောင်းမြတ်ရေချမ်းသာရဝမ်းသာဓာတ်ကလေးစိတ်ဝမ်းသာဓာတ်တဲ့စိတ်ကလေးဖြစ်ရင်အေးချမ်းတယ်သူများချမ်းသာရင်ဝမ်းသာဓာတ်တဲ့စိတ်ကလေးမဖြစ်သေး၍အဲ့ဒီလူဘယ်တော့မှမအေးချမ်းဘူးလို့မှတ်စမ်းပါမှန်ရလားဣဒ္ဓနလံသိခာယေတံဟတယေဇလသီရတိနေဝဝိန္ဒံနိပါမောဇံတံဗုဒ္ဓံတိဟိတေဝိတံတော်မွေဒါသိကောင်းတဲ့ကားတာပဲမှန်ရလားသိပြီးတော့ကောင်းတယ်အကျိုးရှိတယ်ဒါကြောင့်ဈေးတဲ့အချင်းချင်းလည်းမပြိုင်နေနဲ့ဟိုဘက်အရှိဘက်ဆိုင်ကရောင်းအနောက်ဘက်ဆိုင်ကရောင်းမကောင်းအရှိဘက်ဆိုင်မျက်စောင်းထိုးမနေနဲ့မဝေးကျင်းနဲ့သလားကိုရုပ်မာတာကိုစိတ်ရုပ်စိတ်မာမွေးနေတာလူသိတယ်မပြိုင်ကောင်းဘူးလူတယောက်နဲ့တယောက်ရဲ့ကံကြမ္မာဆိုတာပြိုင်လို့ရတာလားမရပါဘူးနိုင်ရန်ကိုကောင်းတဲ့ဆောင်ဘာကွဲမှာကောင်းကွဲမှာမှန်ရလားနိုင်ရန်ကိုကောင်းတဲ့ဆောင်ဘာကွဲမှာကောင်းကွဲမှာရွှေမြိုင်ဆရာတော်ရဲ့ကံကိုပြိုင်လို့ရသလားတရားဓမ္မတွေရဲ့ကံကိုရွှေမြိုင်ဆရာတော်ပြိုင်လို့ရသလားမရဘူးဘုရားကြီးဥဒ္ဒံကျောင်းရဲ့ကံကိုရွှေမြိုင်ဆရာတော်ပြိုင်လို့ရသလားဘုဝင်းကဲအောင်ရဲ့ကံကိုရွှေမြိုင်ဆရာတော်ပြိုင်လို့ရသလားသူတို့သားတွေသမီးတွေနဲ့ဒါပြောနေတာလေစောင်းနှွေးထွေးမိသားစုတိုက်မြုံဒါအိပ်ရတယ်ဒါအဆင်ပြေတယ်ဘာလို့ငါပြောတယ်အခုရွှေမြိုင်ဆရာတော်တို့ကပလင်ပေါ်မှာမိုးရွာလဲသွားမိုးနေပူလဲသွားဆောင်းနှွက်လဲသွားပါတယ်ပဲကိုအေးကိုနဲ့ကိုအဲ့ဒါလဲမီးပုံနာပြစ်ကြတာမှန်လားကက်စရာနေရမရှိမီးပုံနာပြစ်ကြတာအခုသူတို့ကက်စရာရှိတယ်တို့တော့အဲ့ဒီကက်စရာရှိတဲ့လူတွေအောက်မှာနေရတယ်မဟုတ်လားအဖေအရွယ်တွေအဖိုးအရွယ်တွေပဲမှန်လားဟိုမြီးလောက်အရွယ်သားလောက်အရွယ်ရဟန်းတစ်ပါးကပလင်ပေါ်မှာမနေရဘူးလားဒါပြောချင်တာမပြိုင်နဲ့ဆိုတာဒါပြောတာရည်စရာလည်းမပါပဲနဲ့မဝေးသူတို့ကမအောင်နိုင်လို့အောင့်နေရတာတို့ကအောင့်နိုင်လို့အပေါ်နေရတာတော်မွေးဟုတ်တယ်မို့လားတော်မွေးဘုရား